episode ရဲ့အစမှာဆိုရင်တော့ပြန် Ikeda နီတို့တက်ရအာခိနာတောင်ပေါ်ခန်းကြီးရဲ့ကားနဲ့သွားနေရကိုတွေ့ရမှာဖြစ်ပါတယ်။ကောင်းမှာတော့ Ikeda နီတို့ကတာကူမီနဲ့နာဂါဇာတို့ရဲ့ပွဲတော်တော်လေးနာမည်ကြီးနေပြီဖြစ်ကြောင်းနဲ့ KSKFD နဲ့ပြိုင်တော့ထက်တောင်လူတွေကပုံများနေတဲ့အကြောင်းပြောလိုက်တဲ့အချိန်မှာတော့ Izuki တယောက်ကတော့သူရှာမိရဲ့ပြဿနာဒီလောက်ကြီးသွားမှန်းသိသွားပြီးတော့တေးသေးလေးဖြစ်ကပျောက်သွားခြင်းစိတ်တွေဖြစ်နေပါပြီ။တိတ်မိတိုင်တဲ့အချိန်မှာတော့နာဂါဇာတို့ Takeshi ရဲ့32ဦးဆောင်တဲ့ Nike အဖွဲ့ကတောင်ပေါ်တက်လာတာကိုတွေ့ရမှာဖြစ်ပြီးတော့လာကြည့်နေကြတဲ့သူတွေကလည်း32ရဲ့လုံနိုင်စွာအထင်ကြီးနေကြပါတယ်။ Izuki ကလည်းသူ့ရဲ့အချောင်မှုကစတဲ့ပြဿနာမိုးထီမီတက်လောင်တော့မှာကိုသိနေလို့ကြိုပြီးတော့တောင်းမှန်မယ်လို့ပြောနေပေမဲ့ Ikeda နီဆန်ပိုင်းကတော့ချိန်ရှိသေးတာမလို့စင်နာမထိုးခင်ဒီတာကူမီကိုစောင့်လိုက်ရတယ်လို့ပြောလိုက်တဲ့ချိန်မှာတော့ခန်းကြီးတယောက်ကတော့အင်ဂျင်ဘော်ကြီးရှင်လုံးမြတဲ့အနေထားဖြစ်နေတဲ့အပြင်မှာအာထေစာကြီးတည်တဲ့ system ပါဝင်နေတဲ့အာ32နဲ့ပြိုင်တာကူမီကတေချာပေါက်ရှုံးမှာပဲလို့ပြောလိုက်ပြီးတော့သူတို့စားမိတဲ့ပြဿနာကြောင့်တာကူမီတို့ရှုံးမဲ့ပြိုင်ပွဲထဲမှာထဲမဲ့ပြိုင်ခိုင်းနေအောင်လို့ပြောလိုက်ပါတယ်။ Ikeda နီဆန်ပိုင်းကတော့ရင်ကသူလည်းအဲ့လိုထင်ခဲ့တာဆိုပေမဲ့အခုတော့တာကူမီမှာနိုင်နဲ့အခွင့်အရေးရှိတယ်လို့ထင်ကြောင်းနဲ့တကယ်ပြိုင်ပွဲထဲမှာဆိုရင်86ကနိုင်စရာအကြောင်းလုံးဝမရှိပေမဲ့အခုဟာလွန်ခဲ့တဲ့9နှစ်တည်းကတာကူမီနေ့တိုင်းမောင်းလာတဲ့အာခိနာတောင်ကြီးဖြစ်နေတာကြောင့်အချိန်လေးတွေကဘယ်လိုပြောင်းလဲသွားမလဲဆိုတာဘယ်သူမှမသိနိုင်ဘူးလို့ပြောလိုက်ပါတယ်။ဆက်ထဲမှာတာကူမီကသူ့ရဲ့86ပေါ်ရောက်တဲ့အခါကျရင်86ကတာမန်86မဟုတ်တော့ဘဲနဲ့တခြားသူတွေမလုံးနိုင်လို့ထင်ထားတဲ့အရာတွေတော့လုပ်ပြနိုင်တဲ့အထိစူပါကားစီးပုံသဏ္ဍာန်ပြောင်းလဲသွားကြောင်းနဲ့တာကူမီရဲ့မောင်းပုံတွေကငါတို့ထင်ထားတဲ့အများကြီးပို့တော်ကြောင်းလိုက်စီဘူးတဲ့ငါကောင်းကောင်းသိတယ်လို့ပြောလိုက်တဲ့အချိန်မှာတော့အချောင်ကြီးမိုးပုံမီတက်ရှို့ထားတဲ့ AC ကပြဿနာကြီးကောင်းမှတင်ထားတဲ့အချိန်လေးမှာတော့ Ikeda နီဆန်ပိုင်းအာခိနာတောင်စင်းရဲ့3ခွေးမြောက်မှာတဲ့သတိမေ့သွားတော့ကိစ္စကိုပြောရမလားလို့စခွက်ပြောင်းနေနိုင်ပါသေးတယ်။ Ikeda နီဆန်ပိုင်းကတာကူမီရဲ့တောင်စင်းမောင်းပုံတွေကတမလွေထက်အများကြီးပို့တော်တယ်ဆိုတာပြောလိုက်တဲ့အပြင်အဲကြောင့်တာကူမီရဲ့မောင်းပုံတွေကိုတခြားလိုက်ကြည့်ဖို့တဲ့နောက်တစ်ယောက်လည်းကောင်းကောင်းသိတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါတော့တခြားသူမဟုတ်ပဲTakahashi Keisukeပဲဖြစ်ပါတယ်။အဲ့လိုပြောနေတဲ့အချိန်မှာပဲTakahashiညီတော်ပွဲကြည့်ဖို့တောင်ပေါ်ရောက်လာပါတယ်။ရောက်အချိန်မှာပဲ Keisuke ကTakahashiရဲ့ဒီပွဲဘယ်လိုဖြစ်မလဲဆိုတာအဆောင်ကြည့်နေမယ်လို့ပြောလိုက်ပေမဲ့Takahashiကတော့ဂမန်နဲ့အမြန်ဆုံးအဲ့ဒီ86လည်းမဟုတ်မင်းတို့Takahashiညီတော်လည်းမဟုတ်နာဂါဇာတို့တာကေကြီးဖြစ်တဲ့ငါကိုရိုင်းပဲဆိုပြီးကောင်းကောင်းကြီးအားချောင်နေလိုက်ပါတယ်။အဲ့လိုချင်းနေဖြစ်နေတာကြောင့်Ikeda နီဆန်ပိုင်းလည်းရောက်လာတဲ့86ကိုတောက်ခေါ်ဖို့ထွက်သွားလိုက်ပါတယ်။တစ်ဖက်ကတာကူမီလည်းအာခိနာတောင်ပေါ်သွားကျင်နေပေမဲ့ကာမရှိတဲ့ချင်းတွေကြောင့်စိတ်ညစ်နေရပါတယ်။စိတ်ထဲမှာတော့လူတိုင်း GTA အတားအမြန်တယ်လို့ပြောနေကြတာကြောင့်ခါမှမဖြစ်ဘူးတဲ့ပြိုင်နေစိတ်တွေကဖြစ်ပေါ်လာပြီးတော့ဘိုးတော်ကဘယ်ဒီလျှောက်သွားနေရတယ်လို့တယောက်တည်းပြောနေတဲ့အချိန်မှာပဲကာရက်တန်ကြားလိုက်ရတာကြောင့်ထွက်ကြည့်လိုက်ပေမဲ့ဘိုးတော်ရောက်လာမှာမဟုတ်ဘဲနဲ့ Ikeda နီဆန်ပိုင်းတို့ရောက်လာတာပဲဖြစ်ပါတယ်။ Ikeda နီဆန်ပိုင်းတို့ကတာကူမီကိုပြိုင်ဖို့အတွက်လာခါတာဖြစ်ပြီးတော့Takahashiညီနောင်ကလည်းမင်းပြိုင်ပွဲကိုကြည့်ဖို့အတွက်ရောက်နေပြီဖြစ်ကြောင်းနဲ့အခုချိန်မှာမင်းကအဓိကလူဖြစ်နေတာကြောင့်ပြိုင်ဖို့အတွက်လာခေါ်တာဖြစ်ကြောင်းပြောလိုက်ပေမဲ့တာကူမီကတော့သူဟာအာခိနာတောင်ပေါ်သွားကျင်စိတ်ရှိရဲဆိုပေမဲ့ကားကသူ့ဖေယူသွားတာဖြစ်ကြောင်းနဲ့သူ့ဖေကလည်းဘာမှရှာလို့မရတဲ့အချိန်လေးဖြစ်နေရကြောင်းဆန်ပိုင်းတို့မလာခင်ဒီစိတ်ညစ်နေရကြောင်းပြောလိုက်တဲ့အချိန်မှာတော့တာကူမီပြန်ကျင်သိရှိအောင်နားကြဖို့အတွက်ရည်ရွယ်ချက်နဲ့လာခဲ့တဲ့Ikeda နီတို့လည်းခေါင်းစားသွားရပါတယ်တိတ်မကြခင်မှာပဲIkeda နီတို့ကအကြံတစ်ခုရသွားပြီးတော့အဖာတဲ့ချင်းတူတူဖြစ်တဲ့ခန်းကြီးရဲ့180ကတာပူတော်ပူပါတာမို့လို့တာကူမီတောင်မောင်းမယ်ဆိုပိုကြီးမြင်မောင်းနိုင်မှာဖြစ်တာကြောင့်ခန်းကြီးရဲ့180နဲ့ပြိုင်ဖို့အတွက်အကြံပေးလိုက်ပေမဲ့တာကူမီကတော့သူသားကြနေပြီးသားဖြစ်တဲ့86နဲ့ပဲပြိုင်နေတာမို့လို့နောက်ဆုံးချိန်ကြီးစောင်းလိုက်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်တောင်မောလူရလည်းထုံးစံတိုင်းနောက်ကျတဲ့86ကိုဒီတစ်ခေါက်လည်းနောက်ကျနေပြန်ပြီလို့ပြောကစောင့်နေကြတာကိုတွေ့ရမှာဖြစ်ပါတယ်Ikeda နီကလည်း10နာရီထိုးဖို့10မိနစ်ပဲလိုတော့တာမို့လို့မိမမဟုတ်တော့ဘူးလို့ပြောကစိတ်ပူနေပေမဲ့တာကူမီကတော့လမ်းဘက်ကလာတဲ့ကားတန်တကိုကြားလိုက်ရပြီးကီယာနဲ့ချက်ထိုးသွားတဲ့ပုံစံနဲ့ကားတန်ရတေချာပေါက်သူ့ဖေပဲလို့ပြောလိုက်ပါတယ်Ikeda နီတို့ကလည်းဝေးရလာတဲ့ကားတန်တွေတိနေတာကြောင့်အာဝနေပေမဲ့တေချာလို့လာလို့မေးလိုက်တာကြောင့်တာကူမီကလည်းလုံးဝမှားကြအကြောင်းမရှိဘူးလို့ပြောလိုက်ပါတယ်တောင်မှာတော့ Takahashi က Keisuke ကိုနိုင်သွားတဲ့86ကိုအနိုင်ယူပြီးဒီကောင်လေးကိုရှောက်ခွဲပြမယ်လို့ကြုံရနေပါတယ်။အဲကြောင့် Nike ပွဲတွေကလူတွေကလည်း Takahashi သာ86ကိုနိုင်သွားရင် Brazil ထက်တာချောင်းကိုပါပြပြီးသားဖြစ်မယ်လို့ပြောနေပါတယ်။ Takahashi ကတော့သူ့ရဲ့လက်သုံးစကားဖြစ်တဲ့ drift တွေအလိုက်ပဲပို့သက်သာကောင်းပြီးတော့တကယ်ပြိုင်မယ်ဆိုရင်တရားရဲ့ကိုယ်အားကောင်းတဲ့ကားတွေကသာအနိုင်ရမှာဖြစ်ကြောင်းသူ S13 မောင်းတော့ရှုံးခဲ့တဲ့ပွဲကိုတရကထားပြီးရှင်းပြနေပါတယ်။အခုဆို Takahashi က R32 ထဲမှာသူရင်တော့အထက်တောင်ပိုပြီးလုံးနိုင်နေပြီဖြစ်ကြောင်းနဲ့ F1 နဲ့ drifter အမြန်တယ်လို့ပြောတဲ့ကောင်တွေကပါဇက်ကိုပိတ်သွားအောင်လုပ်ပြမယ်လို့ပြောလိုက်ပါတယ်။ Rosuke ကတော့ Keisuke 86ကလာပါမလားမင်းကသူလာဖို့စိတ်ကူးမရှိဘူးလို့ပြောရတယ်မဟုတ်လားလို့မေးလိုက်ပေမဲ့ Keisuke ကတော့ဒီကောင်တေချာပေါက်လောင်အောင်မို့လို့စောင့်ကြည့်နေလိုက်လို့ပဲပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းကားရဝိုင်းဖြစ်တဲ့တာကူမီတို့ကတောင်ပေါ်လာနေပြီပဲဖြစ်ပါတယ်။တောင်ပေါ်လာနေတဲ့လမ်းမှာ Ikeda နီကခန်းကြီးကိုမင်းတို့မိပါမလားလို့စလိုက်တာကြောင့်ခန်းကြီးကလည်းတောင်ပေါ်ပါတဲ့ 1.6 ကားကို Speedster ရဲ့ number 3ဖြစ်တဲ့ငါတောင်ပေါ်ပါတဲ့ 2.0 ကားနဲ့တောင်တက်မှာရှုံးကြလားလို့ပြောလိုက်ပါတယ်။တာကူမီကတော့ရဲ့အကြောင်းမောင်းနေအောင်တွေ့ရမှာဖြစ်ပြီးတော့ခန်းကြီးကတော့အစွမ်းလုံးလိုက်မောင်းနေပြီမဲ့အကွေးတစ်ခုပြီးတဲ့အချိန်မှာတော့86ကြီးကိုအစားနာတော့မမြင်ရတော့ပါဘူး။အဲဒါကြောင့်ခန်းကြီးပြောတဲ့ Speedster ရဲ့ number 3ဖြစ်တဲ့သူကမမီကြလားဆိုတဲ့စကားကိုမမီကြပဲလို့ပဲပြန်ပြောရပါမယ်။တောင်ပေါ်မှာတော့ Izuki က2မိနစ်ပဲလိုတော့တာကြောင့်တာကူမီရောက်မလာနိုင်တော့ဘူးလို့ထင်တာ။ Takahashi ကိုသူက Speedster နဲ့ဘာမှမဆိုင်ကြောင်းနဲ့အချောင်ငင်းမိတဲ့အကြောင်းတောင်းပန်ကိုပြင်လိုက်ပေမဲ့အဲ့လိုဆိုရင်ဒီမှာရှိတဲ့လူကြီးကသူ့ကိုစွန့်ကြီးဝိုင်းလောင်းကြမှာဖြစ်ပြီးတော့ကန်ဆော့ရင်စပ်ပါထွက်သွားနိုင်တာကြောင့်လူပြိုပွားလေးနဲ့မတည်ချင်ဘူးလို့တွေးနေတဲ့အချိန်မှာပဲနောက်က 86ကြီးကရောက်လာပြီးတော့တာကူမီကလမ်းမလည်မှာဘာထိုင်လောက်နေရလဲမဖယ်ဝင်တိုက်မှာတော့လို့ပြောလိုက်တာကြောင့် Izuki လည်းရှင်တ
န်ရာလေးရသွားပါတော့တယ်တစ်ဆက်တည်းမှာပဲတာကူမီကပြန်ကသမားဆိုရင်လာစိန်ခေါ်တော့လက်ခံရမယ်မလားလို့ပြောလိုက်တာကြောင့်အီဆူကီရဲ့လူပြပေါ်လေးနဲ့မတိတော့မှတွင်းနေပြီးတော့ပျော်ပြီးကမျက်ရည်နဲ့တခုံပြီးပြေးဖတ်လိုက်ပါတော့တယ်ရိုစကီကလည်းခဲခဲကိုမင်းပြောတဲ့အတိုင်း86ကရောက်လာတယ်လို့ပြောပြီးတော့အဲ့ဒီ86မောင်းတဲ့ကောင်အာ32ရဲ့အားနည်းချက်တွေမင်းပြောပြမလို့လုံးနေရမလားလို့မေးလိုက်ပါတယ်ခဲခဲကလည်းအစားကတော့ပြောပြမလို့လုံးနေရဆိုပေမဲ့အဲ့ကောင်မျက်နှာမြင်လာတယ်ပြောပြချင်စိတ်ပျောက်သွားတယ်လို့ပြောပြီးတစ်ဆက်တည်းမှာပဲအဲ့ကောင်အာ32ရဲ့အားနည်းချက်ကိုမသိရင်တော့နိုင်လိမ့်မယ်လို့ပြောပြလိုက်ပါတယ်ပြန်တော့လာကြည့်နေတာချီပန်နာဆန်ကလည်းဖူဂျီဝါရာဆန်ကိုဖုန်းဆက်ပြီးတော့ဒီတစ်ခေါက်သူပြန်ရမှာအာ32နဲ့မဟုတ်လို့အကြံလေးပါလေးပေးလိုက်သေးလားလို့မေးလိုက်ပေမဲ့ဖူဂျီဝါရာဆန်ကတော့ GTA မှာအားနည်းချက်ရှိပေမဲ့သူဘာမှမပြောလိုက်ကြောင်းပြောလိုက်ပြီးတော့ GTA ရဲ့အားနည်းချက်ကတော့ကားရဲ့ရှေ့ပိုင်းကဝင်းများလွန်တာကြောင့်အခုဒီမှာ NRC ရပြပြီးတော့တောင်စင်းတွေမှာရန်မောင်းမဲ့ဆိုင်ပစ္စည်းကောင်းတွေသုံးထားရင်တော့မှကြာလာရင်တရားနဲ့ breakback တွေအားနည်းလာကအောက်ဆုံးနောက်ရောက်ခံပြီးမှာပဲ NRC ရဖြစ်တာကိုထင်ချောရတာခက်လာပြီးတော့အခုဒီမှာပြဿနာတက်နိုင်တဲ့ကြောင့် 86တော့နိုင်မို့ခွင့်ရအဲ့ဒီပန်းနိုင်တာအခုဒီမှာပဲဖြစ်လိမ့်မယ်လို့ပြောလိုက်ပြီးတော့အဓိကတော့အဲ့ဒီအချိန်ကြီး86က32နောက်အမိလိုက်နိုင်မလားဆိုတာပူရေးကြီးတယ်လို့ကားကြောင့်တော့ကျင်နေအောင်တည်နေတဲ့ Fujiwara San နဲ့ Rose ကအတီးတီးရှင်းပြနေတာကိုတွေ့ရမှာဖြစ်ပါတယ် NRC ရဖြစ်တယ်ဆိုတာပုံတွေကလည်းမျိုးတရားရဲ့ကောအားထက်ပိုတဲ့အချိန်မျိုးနဲ့ကိုယ်နေတဲ့အချိန်မျိုးမှာရှေ့ဘင်းက slip ဖြစ်ပြီးတော့တရားကိုယ်နေပြီမှာကားကလိုင်းမကိုယ်နိုင်တဲ့အချိန်တွေမျိုးကိုပြောတာပဲဖြစ်ပါတယ်ဒလန်လေးကိုပြန်ဆန်းရ Fujiwara San က86ကိုအချိန်နဲ့တင်တာနဲ့ NRC ရဖြစ်အောင်လို့စတင်ပြောင်းထားတယ်လို့ပြောလိုက်တဲ့အချိန်မှာတော့တချီပန်တော်ဆန်ကနားမလည်နဲ့တခုံကြီးမောင်းရတာတိုင်းပတ်မှာပေါ့လို့ပြောလိုက်တာကြောင့် Fujiwara San ကပဲတကယ်တော်ရဲ့သူတယောက်ဆိုရင် FRTT ကို NRC ရဖြစ်အောင်လုပ်ပေးလိုက်တာသူ့ရဲ့ဆန်းကောင်ထုတ်သုံးတာလုပ်ပေးလိုက်တယ်လို့ပဲလို့ရှင်းပြလိုက်ပြီးတော့ရင်တော့တူဦးတဲ့ကိုတော့ကောင်းရင်နေအောင်လုပ်ဖို့လိုအပ်ကြောင်း NRC ရဖြစ်တာကိုရှော့ထားတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်အဲ့လိုနဲ့ထားခဲ့ရှိနဲ့တာခုမီရဲ့ပြန်ခွဲရစားတော့မှဖြစ်ပြီးတော့ episode 8လေးကလည်းဒီမှာပဲဆုံးသက်လို့သွားရဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့နာဂါဆာဆိုနဲ့ထားခဲ့ရှိတာအကျိတ်နဲ့ရှင်မြန်ကြတာကိုတွေ့ရမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့တယောက်ချင်းဒီဇိုင်းကိုကျေးဇူးတင်ပါတယ်သဘောကျလို့ like နဲ့ subscribe လေးလုပ်သွားမယ်ဆိုရင်ပို့ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အာခီမီရှိပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြအောင်မျှော်လင့်ပါတယ်